မိတ်ဆက်ဟုတ်ကဲ့ကျောင်းထဲမှာဒီနေ့တော့ပလာတဲ့မန်ရှိတယ် ဒီဒီပငယ်ချင်းတွေကိုမဲအဖွဲကစားမှုစီဆွဲဆောင်နေတယ် ပထမပို့ ရောက်ကြီးကပြောတယ် ဒီမှာလာကြည့်ပါ မန်ဒေးမစိတ်ဝင်စားစရာကပါလေသူတို့ကိုစောင်းနေတာပေါ့ သူတို့တွေကိုကြည့်ပြီးအေးချမ်းစွာရေမောကြတယ်အရာအလုံးငါလှူရှားပြီးမျက်နှာပေါ်ရဲစရာဖြစ်နေတယ် စောင်းအောင်လို့မြင်မာပြီးကောင်းကင်တီထိုးရောက်လာကလေးကရင်ငါချစ်စရာကလေးတရုပ်ပြတယ်လို့ပေါ်နေတယ် ရောက်ကြီးနဲ့မိုင်လို့ပူပြီးရေမောကြတယ် ဒီစိတ်ကူးရင်ပြန်ပုံရိပ်တွေကိုမမြင်လို့မရဘူး ဒုတိယပို့ မန်ဂလဲလို့တောက်ပါတဲ့တန်ခါလို့ဖြစ်နေတယ်သူငယ်ချင်းတွေကိုတစ်တော့တစ်ကပါတဲ့စူးစမ်းမို့ဆွဲဆောင်နေတယ် ဒီငယ်ငယ်တွေလက်နောက်ွယ်တွင်တစ်ပင်တွေ မျိုးတစ်မျိုးလုံးမှာကြီးမားပြီးစိတ်ဝင်စားဖွယ်အံ့တရားစရာတွေပါ ဒီတာပို့ ကျိုးဆိုပါတဲ့ကျိုးဆိုပါတဲ့စိတ်ဝင်စားဖွယ်မင်္ဂပါတော့အမဟာတမင်ကောက်အောင်နေတာပြနေတာမြမတော်ကြီးရဲ့ဖွယ်အငယ်မြဲပစ္စည်းတွေမင်္ဂပါကစိတ်ဝင်စားဖွယ်စွန့်စားမှုတွေကိုဖန်တီးပေးတယ် တတိယပို့ စိတ်လှရှားဖွယ်ရှာနဲ့မြူတိုင်းနဲ့စင်ငယ်တွေညာချတယ် ဆယ်ထောင်ပေါင်းများကြီးတွေသူတို့ခြေထောက်ပေါ်မှာလဲလျှောက်တယ် ဆယ်ကြီးရဲ့ ပြစ်လိုက်ရှောက်ပြီးရောက်ကြီးရင်ခုန်နေတယ် မိုင်လိုညာနဲ့ရဲတယ် အားလုံးကြားနိုင်တယ် စတုထပို့စစ်တော်တဲ့သွားပြီးတစ်ပင်တွေမြင်မစွာလုံနေတယ် မြင်မှုတွေမိုးတိမ်ထဲမှာကောင်းကင်ကနေလှုပ်နေတယ် ငယ်ညံ့ညံ့နေပြီ လှုပ်နေတယ် သူငယ်ချင်းတွေကိုလမ်းပြနေတယ် ညီကုန်းချူမန်ဂတန်တပီလင်္ဂနေနေပြောင်းသွားတယ် ဒါပေမဲ့သူတို့အမဲအနုနေကိုမြင်မမီနေကြတယ် စိတ်ဝင်စားဖွယ် မြင်ကပါ ကျွန်တော်တို့မကြမီပြန်လာမယ် Hey